မင်္ဂလာပါခင်ဗျာနာဂတ်ကိုရှေ့ရှုပါဘဝကိုစနစ်တကျတိဆောက်ပါစိတ်သက်စည်းကမ်းပညာတိုးပွားအောင်လုပ်ပါနှုတ်ရိုင်းလက်ကျန်းအကျင့်ကိုဖျောက်ပါမျှတစွာတွေးတောပါသူတစ်ပါးကိုမပြိုင်ပါနဲ့ကိုပြိုင်ပါကလေးငယ်တွေကိုမြေတောင်မြောက်ပေးပါအများနဲ့မတူအောင်တီထွင်မှုလေးတွေကိုပြုလုပ်ပါဘယ်အရာကိုမှမပေါ်စတင်ပါမတရားတာမှန်သမျှကိုတရားနဲ့ချီဖြတ်ပါဒူရီလူမုံတယောက်အဖြစ်ဘဝကိုဖျက်ဆီးပါပြင်းရည်ခြင်းကိုလျှော့ပါတမအာဇီဝအလုပ်ဟုသမျှစူးစမ်းလုပ်ပါသူတစ်ပါးအနာကိုမစွသင့်ပါခေါင်းဆောင်ကောင်းဖြစ်အောင်စူးစမ်းပါပြဿနာတိုင်းကိုမီးမမွှေးသင့်ပါမိမိကိုယ်နားလည်ပါလောကကြီးကိုစိတ်မပြတ်သင့်ပါလှုပ်ချင်ရလှုပ်ပြီးကံကိုအပြစ်ပုံမချသင့်အမြင်ကျပါဘေးပတ်ဝန်းကျင်ကိုနားဆွင့်ပါပညာကုံဥစ္စာကုံမမောက်သင့်ပါမာနမကြီးသင့်ပါအနန္တောအနန္တ၅ပါးကိုဥထိတ်ထားပါပန်းပြိုးလက်ဖြစ်အောင်စူးစမ်းပါအမှန်တရားကိုချစ်မြတ်လို့ပါဘယ်သူကိုမှမနှိမ်ချသင့်ပါလောကကြီးကိုမေတ္တာဖြင့်အလှဆင်ပါ